အဖြူတွေစင်းပြီးရားတာပါရှင်ဒိန်ချင်ဖတ်တယ်လို့စင်းပါတယ်ရှင်ဒီစင်းပြီးကျွန်မရားလို့ပေါ့နော်အဲ့ဒါ plastic လေးကိုလိမ့်ပေါ်ကနေတွေ့ပြီးမှကျွန်မကိုယ်တိုင်သုံးလိုက်တာပါဟာဘယ်ဂျယ်နဲ့ဆိုဂျိုကိုလိုဂျင်လေးနှစ်မျိုးစလုံးတွဲသုံးပါတယ်ရှင်နှစ်ချောင်းလောက်မှာအရန်ရားတာတက်တာသွားပါတယ်ရှင်အခုကကြတော့ရားတာပြူတာတွေဘာမှမဖြစ်တော့ပါဘူးရှင်အခုဆက်ပြီးသုံးနေပါတယ်ရှင်ဒီနေ့ကိုတစ်စုံအဲ့လိုစိုက်ပြီးသုံးနေပါတယ်ရှင်အခုဆို3ဘူးမြောက်ကုန်နေပါပြီရှင်3စုံပေါ့နော်ဟာဘယ်ဂျယ်နဲ့ဆိုဂျိုကိုလိုဂျင်လေးသုံးပြီးတဘူးတစ်စုံစီသုံးပြီးတဲ့အချိန်မှာကျွန်မ message ပြန်လာတယ်အဲ့ဒီအချိန်မှာအရင်တုန်းကဆိုလို့ရှိရင် message လာခါနီးမှာအရန်ကြိတ်ခဲပြီးညောင်းကြိတ်ပြီးတကူလုံးကြိတ်ခဲပြီးအိတ်နေရပါတယ်အခုကျတော့သူ့အတူလေးပဲလာလို့လာမှန်းမသိဘဲနဲ့ပေါ်သွားပါတယ်ရှင် message မှာအဲ့ဒါဆိုတော့ကျွန်မအတွက်ကကျမရေးအတွက်ကောအဆင်ပြေသွားပါတယ်ပြီးတော့လဲအိမ်ထောင်ရေးအနေနဲ့လဲကျွန်မအမျိုးသားကိုယ်တိုင်ကစလို့ပြောပြပါတယ်ရှင်အဆင်ပြေသွားတဲ့အကြောင်းလေးတွေပေါ့နော်ဟာဘယ်ဂျယ်လေးကလည်းအမျိုးသမီးအပြိုလေးတွေဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင် message လာခါနီးအရန်ကြိတ်ခဲတာပြူတာတွေကိုအဆင်ပြေသွားစေပါတယ်ဒီကိုဂျယ်လေးရဆိုလို့ရှိရင်လည်းအိမ်ထောင်ရှိတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်အရန်ကိုသုံးဖို့အဆင်ပြေပါတယ်ရှင်လက်ဆန်ကိုကတော့အမျိုးသမီးတွေအားလုံးအကုန်လုံးအပြိုအိုအကုန်လုံးသုံးဆွဲသိမ့်ပါတယ်လို့